ကမ္ဘာအေးဆုံးအာနာတိတ်တိုက်မှာဖြူဖွေးနေတဲ့ရေခဲပြင်ကြီးတွေကြားကနေသွေးရောင်လို့ရဲနေနေတဲ့ရေတွေစီးကြနေတဲ့သွေးတကွန်ရှိပါတယ်ဒီလိုမျိုးသွေးရောင်လို့နေနေတာကရေထဲမှာတန်တက်တွေအများကြီးပါပြီးတော့လေနဲ့ထိထွေးလိုက်တဲ့အတွက်တန်ကြီးတက်လို့မျိုးအယောင်ပြောင်းသွားတာပါဒီနေရာကသွားလာရအခက်ခဲပြီးအရန်အေးတာကြောင့်တန်မှန်ခီးသွားတယ်သွားဖို့မလွယ်ပါဘူးအထူးသဖြင့်ကဘာတလွားကတိတ်ပြန်ပညာရှင်တဲ့သူတေသနာပြုတဲ့သူတွေပဲရဟတ်ရင်ဒါမှမဟုတ်တင်မောကြီးတွေနဲ့တွားရောက်လေပတ်လေရှိပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့စိုးစားသွားလို့တဲ့ခီးသွားတွေကအထူးစီစဉ်ထားတဲ့ခီးစဉ်တွေနဲ့တွားရောက်ကြည့်ရှုကြပါတယ်တသားပြောတော့ကြာရင် channel ကို subscribe လုပ်ပြီး like လုပ်သွားပေးပါဦးခင်ဗျာ